1959 ခုနှစ်မတိုင်ခင်ကာလဆိုတာအာကာသပြိုင်ပွဲတွေရဲ့အစောပိုင်းကာလတစ်ခုဖြစ်ခဲ့တာပါ။အဲ့ဒီတော့ဆိုဗီယက်ယူနီယံကလည်းအမေရိကန်ကိုတော်တော်လေးအသာစီးရထားပါတယ်။ကမ္ဘာပတ်လမ်းထဲကိုရောက်နိုင်စွမ်းနေလပေါ်ကိုရောက်နိုင်စွမ်းနေနဲ့အဲ့ဒီထက်ပိုဝေးတဲ့အာကာသတွေကနေရာတွေအထိပါရောက်အောင်သွားနိုင်စွမ်းနေဆိုဗီယက်မှာရှိခဲ့ပါတယ်။အဲ့ဒီအချိန်တုန်းကဆိုဗီယက်တွေဟာသူတို့ရဲ့အာကာသနည်းပညာတွေကိုလျှို့ဝှက်ထားခဲ့ပါတယ်။သူတို့ရဲ့ဒုံးပြန်နေတဲ့အာကာသယာဉ်တွေကိုပြည်တွင်းမှာပဲထားရှိခဲ့ပြီးတော့နိုင်ငံတကာကိုထုတ်မပြခဲ့ကြပါဘူး။ဒါပေမဲ့1959ခုနှစ်အရောက်မှာတော့သူတို့ကနည်းပညာပိုင်းမှာအသာစီးရနေတယ်ဆိုတာကိုကမ္ဘာကြီးကိုချပြနိုင်မှုစ조사ခဲ့ကြပါတယ်။ဘလို့စ조사ခဲ့ကြလဲဆိုရင်ဆိုဗီယက်တွေကသူတို့ရဲ့နောက်ဆုံးပေါ်အကောင်းဆုံးသောအာကာသယာဉ်တွေကိုနိုင်ငံတကာခရီးစဉ်တွေလုပ်ပြီးတော့ထုတ်ပြခဲ့ကြတာပါ။ဥပမာနယူးယောက်မှာဇွန်ကနေဇူလိုင်အထိပြပွဲတစ်ခုလုပ်ခဲ့ပြီးတော့နောက်ပိုင်းမှာမက္ကဆီကိုနိုဝင်ဘာကနေဒီဇင်ဘာအထိပြပွဲတွေဆက်လုပ်ခဲ့ပါတယ်။ဒီပြပွဲတွေမှာလူနာလိုမျိုးအာကာသယာဉ်တွေကိုထုတ်ပြခဲ့တာပါ။အဲ့ဒီအချိန်မှာပဲတစ်ဖက်မှာလည်းအမေရိကန်ရဲ့ CIA ကနေဒီအခွင့်အရေးကိုအသုံးချနိုင်ဖို့အသေးအတန်စ조사ခဲ့ကြပါတယ်။အမေရိကန်ကသူတို့ရဲ့ထိပ်တန်းသရှိုးတွေကိုမဖြစ်နိုင်တဲ့ mission တစ်ခုကိုပေးလိုက်ပါတယ်။ဆိုဗီယက်ရင်အစိပ်ပိုင်းတွေကိုရအောင်ယူပြီးတော့သူတို့ရဲ့လျှို့ဝှက်ချက်တွေကိုဖော်ထုတ်နိုင်ဖို့ပါဒါပေမဲ့ဆိုဗီယက်တွေလုံးဝမရိပ်မိသွားဖို့လည်းလိုပါတယ်ဆိုတော့ဒီအကြောင်းတွေကိုစိတ်ဝင်စားတယ်ဆိုရင်တော့ဒီဗီဒီယိုကမိတ်ဆွေတို့အတွက်ပါပဲဒီဗီဒီယိုထဲမှာဒီအကြောင်းအသေးစိတ်ကိုဆက်ပြီးတော့ဆွေးနွေးသွားဖို့ရှိနေပါတယ်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါ AI Learning မြန်မာအနေနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်1958ခုနှစ်အောက်တိုဘာလမှာဆိုဗီယက်ယူနီယံပထမဆုံးသောဂြိုဟ်တုဖြစ်တဲ့ Sputnik 1ကိုကမ္ဘာပတ်လမ်းထဲကိုလွှတ်တင်နိုင်ခဲ့ပါတယ်။ပြီးတော့နောက်တစ်လအကြာမှာပဲဒုတိယဂြိုဟ်တုကိုလွှတ်တင်ခဲ့ပြီးတော့အဲ့ဒီဂြိုဟ်တုထဲမှာခွေးတစ်ကောင်ကိုပါထည့်လွှတ်ခဲ့ပါတယ်။ဆိုတော့အဲ့ဒီခွေးလေးကကမ္ဘာပတ်လမ်းထဲကိုရောက်ဖူးတဲ့ပထမဆုံးသောတိရစ္ဆာန်လေးဖြစ်ခဲ့ပါတယ်။1958ခုနှစ်မှာတော့ 1.3 တန်အလေးချိန်ရှိတဲ့ Sputnik 3ကိုလွှတ်တင်ခဲ့ပါတယ်။အဲ့ဒီဂြိုဟ်တုထဲမှာတော့အာကာသထဲကနေအထက်လေထုကိုလေးလာနိုင်ဖို့အတွက်သိပ္ပံဆိုင်ရာကိရိယာတွေအများကြီးကိုထည့်သွင်းခဲ့ပါတယ်။1959ခုနှစ်မှာတော့ဆိုဗီယက်ယူနီယံတွေကလပေါ်ကိုတွားရောက်တဲ့ mission တစ်ခုကိုအောင်မြင်စွာနဲ့လှုပ်ဆောင်နိုင်ခဲ့ပါတယ်။သူတို့ရဲ့ Luna 2 အာကာသယာဉ်ဟာလူလုပ်ပစ္စည်းတွေထဲမှာတော့လမျက်နှာပြင်ပေါ်ကိုပထမဆုံးရောက်နိုင်တဲ့အရာဝတ္ထုတစ်ခုဖြစ်ခဲ့ပါတယ်။အဲ့ဒီနှစ်ထဲမှာပဲ Luna 3ဟာလမျက်နှာပြင်ရဲ့နောက်ကျောဘက်ကိုပထမဆုံးဓာတ်ပုံရယူနိုင်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာအမေရိကန်ပြည်ထောင်စုကလည်းသူတို့ရဲ့ပထမဆုံးဂြိုဟ်တုဖြစ်တဲ့ Vanguard TV3 ကို1958ခုနှစ်ဒီဇင်ဘာလမှာလွှတ်တင်နိုင်ဖို့စ조사ခဲ့ကြပါတယ်။ဒါပေမဲ့ဒုံးပြန်မြေပြင်ကနေ4ပေလောက်ပဲမြင့်တက်ပြီးတဲ့နောက်အင်ဂျင်တွေလုံးဝရပ်တန့်သွားခဲ့ပါတယ်။နောက်တော့မြေပြင်ပေါ်ကိုပြန်ကျပေါက်ကွဲသွားခဲ့ပါတယ်။1958 February မှာတော့အမေရိကန်ကသူတို့ရဲ့ Explorer 1ဂြိုဟ်တုကိုအောင်မြင်စွာလွှတ်တင်နိုင်ခဲ့ပါတယ်။အဲ့ဒီဂြိုဟ်တုလေးကတော့အတော်လေးကိုသေးငယ်ပါတယ်။ဒါပေမဲ့ Explorer 2ကိုလွှတ်တင်ခဲ့တာမှာတော့အင်ဂျင်ပျက်စီးသွားပြီးတော့သမုဒ္ဒရာတွေကိုပြန်ကျသွားခဲ့ပါတယ်။အမေရိကန်တွေကတော့အရှုံးမပေးခဲ့ပါဘူး။ Explorer 3, 4နဲ့ 5တွေကိုဆက်ပြီးတော့မှလွှတ်တင်ခဲ့ပါတယ်။1958ခုနှစ်နွေရာသီမှာတော့ Explorer 5ကလည်းထပ်ပြီးတော့ပျက်စီးသွားခဲ့ပြန်ပါတယ်။အဲဒီနောက်မှာတော့အမေရိကန်တွေကသူတို့ရဲ့ plan တွေကိုပြောင်းလဲခဲ့ပါတယ်။အဲ့ဒါတော့လူလိုက်ပါမဲ့အာကာသယာဉ်တွေအတွက်အယူအဆအသစ်တွေကိုစမ်းသပ်ဖို့ပါ။လူလိုက်ပါမဲ့ Pioneer အာကာသယာဉ်တွေကိုလူနဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့အရန်ကိုသေးငယ်တာတွေ့ရမှာပါ1958ခုနှစ်ဩဂတ်လကနေ1959နိုဝင်ဘာလအထိအမေရိကန်က Pioneer Mission 5ခုကိုလွှတ်တင်ခဲ့ပေမဲ့အားလုံးပျက်စီးသွားခဲ့ပါတယ်။ဒါကြောင့်1959ဆောင်းဦးရာသီမှာတော့အမေရိကန်အစိုးရဘလို့အခြေအနေမျိုးကိုရင်ဆိုင်နေရတယ်ဆိုတာကိုမိတ်ဆွေတို့လည်းမြင်သာနိုင်ပါတယ်။ဆိုဗီယက်တွေကအောင်ပွဲတွေဇက်တက်ရနေပေမဲ့အဲ့ဒီအောင်မြင်မှုတွေကြောင့်ပဲသူတို့ကမာနတွေလည်းတက်လာခဲ့ပါတယ်။ဆိုဗီယက်တွေကသူတို့ရဲ့ကမ္ဘာလုံးဆိုင်ရာအာရုံစိုက်မှုကိုအသုံးချနိုင်ဖို့အတွက်ခရီးသွားပြပွဲတစ်ခုစီစဉ်ခဲ့ကြပါတယ်။အဲ့ဒီပြပွဲထဲမှာသူတို့ရဲ့အဆင့်မြင့်နည်းပညာတွေရင်နဲ့စက်ကိရိယာတွေကိုပြသခဲ့ပါတယ်။အဲ့ဒီထဲမှာလပေါ်ကိုမကြာခင်ရပဲရောက်ရှိထားတဲ့ Luna 2နဲ့တော်လေးဆင်တူတဲ့လူနစ်အာကာသယာဉ်ကိုပြပွဲရဲ့အထင်ကရအစိပ်အပိုင်းဖြစ်နေရွေးချယ်ခဲ့ပါတယ်။ CIA အရာရှိတွေကလည်းအရက်ဝက်နဲ့ပြပွဲကိုတွားရောက်လေ့လာခဲ့ပါတယ်။သူတို့ကအာကာသယာဉ်ရဲ့ပုံစံတူ model တစ်ခုပဲဖြစ်လိမ့်မယ်လို့ထင်ခဲ့ကြတာပါ။ဒါပေမဲ့အာကာသယာဉ်ရဲ့မှန်ပရင်းပေါက်ကနေကြည့်လိုက်တဲ့အခါမှာတော့ဒါပုံစံတူမဟုတ်ဘဲနဲ့အစ်စ်ဖြစ်နေတာကိုသိလိုက်ရပါတယ်။အဲ့ဒီမှာပဲဒီနည်းပညာကိုရယူနိုင်ဖို့အတွက်စူးစမ်းလာကြပါတယ်။ဒါပေမဲ့ပြပွဲခန်းမတွေကိုညဘက်မှာခိုးဝင်ပြီးကြည့်နိုင်ဖို့ဆိုတာမလွယ်ကူပါဘူး။ဆိုဗီယက်တွေကသူတို့ရဲ့အာကာသယာဉ်တွေကိုအချိန်တိုင်းလုံခြုံရေးအပြည့်ယူထားပါတယ်။
ဒါကြောင့် CIA ရဲ့ဒီပစ္စည်းတွေကိုတစ်မျိုးကနေနောက်တစ်မျိုးကိုဘလို့ပို့ဆောင်လဲဆိုတာကိုအာရုံစိုက်ခဲ့ကြပါတယ်။ဆိုဗီယက်တွေကအားလုံးကိုတစ်သားတွေထဲမှာထည့်ပြီးတော့ယထာဘူတာစီကိုထရက်ကားတွေနဲ့ပို့ဆောင်ကြပါတယ်။ပြီးတော့နောက်နေ့မနက်မှာတော့ကုန်တင်ယထာဘော်ကိုပို့ထားခဲ့ကြတာပါ။အဲ့ဒီအချိန်ဟာဆိုဗီယက်တွေလုံခြုံရေးမချထားတဲ့တခုတည်းသောအချိန်လည်းဖြစ်ပါတယ်။ဒါ CIA agent တွေအတွက်တော့အခွင့်အရေးကောင်းတစ်ခုဖြစ်သွားပါတယ်။ CIA agent တွေကဆိုဗီယက်ပို့ဆောင်ရေးစည်ရင်းတွေကိုရအောင်ယူခဲ့ကြပါတယ်။အဲ့ဒီစည်ရင်းတွေထဲမှာအာကာသယာဉ်ထဲဖို့တင့်တော်တဲ့အရွယ်အစားရှိတဲ့တစ်တာတစ်ခုကိုနက္ခတ္တဗေဒဆိုင်ရာကိရိယာအဖြစ်နဲ့ဖော်ပြထားပါတယ်။ဒါပဲသူတို့ရဲ့အဓိကပြစ်မှတ်ဖြစ်လိမ့်မယ်လို့ CIA ကယူဆခဲ့ကြပါတယ်။မက္ကဆီကိုစီးတီးပြပွဲပြီးလို့ထုတ်ပိုးနေချိန်မှာ CIA ဘက်ကအတွင်းလူကိုအသုံးချပြီးတော့အာကာသယာဉ်ပါတဲ့တစ်တာကိုနောက်ဆုံးမှတည်အောင်လို့လှုံ့ဆော်ခဲ့ကြပါတယ်။ CIA အတွက်ပိုကံကောင်းသွားတာဟာဆိုဗီယက်တွေကသူတို့ရဲ့လူတွေကိုအသုံးပြုမဲ့အစားဒေသခံတွေရဲ့ကားတွေနဲ့ရင်မောင်းတွေကိုပဲငှားရမ်းခဲ့ကြတာပါ။ဒါကြောင့်နောက်ဆုံးကားထွက်လာတဲ့အခါမှာ American agent တွေကကားရဲ့ရှေ့နဲ့နောက်မှာနေရာယူပြီးတော့လိုက်လာခဲ့ကြပါတယ်။နောက်ရောက်ခံလိုက်မဲ့လူမရှိဘူးဆိုတာတေချာသွားတဲ့အခါမှာတော့သူတို့ရဲ့ mission ကိုစတင်ခဲ့ကြပါတယ်။ဘူတာမရောက်ခင်နောက်ဆုံးခွေမှာပဲကုန်တင်ကားကိုရပ်ခိုင်းလိုက်ပါတယ်။ရင်မောင်းကိုကားပေါ်ဆင်းခိုင်းပြီးတော့ဟိုတယ်တစ်ခုကိုတညတာပို့ဆောင်ပေးလိုက်ပါတယ်။ American ရင်မောင်းတယောက်ကနန်းရံအမြင့်ကြီးတွေရှိတဲ့အနီးနားကွင်းတစ်ခုတည်းကိုမောင်းသွားပါတယ်။အဲ့ဒီကွင်းထဲမှာကားကိုအုပ်ထားပြီးတော့ဆိုဗီယက်တွေလိုက်လာမလားစောင့်ကြည့်ခဲ့ကြပါတယ်။ည9 နာရီမှာတော့ကုန်တင်ကားတွေကိုလက်ခံတဲ့ဘူတာဆိုဗီယက်အရာရှိကပစ္စည်းအလုံးအစုံအလင်ရောက်ရှိနေပြီလို့ယူဆကြောင်းသတင်းရခဲ့ပါတယ်။ပြီးတော့သူကပြင်ဆင်ပြီးတော့ညစာစားဖို့ထွက်ခွာသွားခဲ့ပါတယ်။ CIA agent တွေကသူ့ကိုဟိုတယ်အထိနောက်ရောက်ခံလိုက်ပြီးတော့တညလုံးစောင့်ကြည့်နေခဲ့ကြပါတယ်။တစ်ဖက်မှာတော့ည9 နာရီခွဲမှာလုံခြုံသွားပြီလို့ယူဆတဲ့အခါမှာ CIA ကအလုပ်စတင်လုပ်ခဲ့ပါတယ်။ပထမဆုံးကတော့တစ်တာရဲ့အမိုးကိုဖယ်ရှားပါတယ်။ဒုံးပြန်ပိုင်းဆိုင်ရာကျွမ်းကျင်တဲ့ CIA agent တွေကတစ်တာထဲကိုဆင်းသွားကြပါတယ်။သူတို့ရဲ့ခြေရာတွေကိုမကြံခဲ့ရအောင်လို့ခြေအိတ်တွေပဲဝစ်ဆင်ထားခဲ့ကြတာပါ။အပေါ်ယံမြင်နိုင်တဲ့အစိပ်ပိုင်းတစ်ခုချင်းစီရဲ့ဓာတ်ပုံတွေနဲ့အတိုင်းအတာတွေကိုရယူပြီးတဲ့နောက်မှာတော့အတွင်းထဲမှာဘာတွေရှိနေလဲဆိုတာကိုစောင့်ကြည့်ဖို့အတွက်ဖြုတ်နိုင်တဲ့အရာအလုံးကိုဖြုတ်ခဲ့ကြပါတယ်။အဖုံးကိုဖယ်ရှားလိုက်တဲ့အခါမှာအင်ဂျင်ကိုမတွေးခဲ့ကြရပေမဲ့လောင်စာနဲ့အောက်ဆီဂျင်တိုင်ကီတွေကတော့သူ့နေရာနဲ့သူရှိနေပါသေးတယ်။အေဂျင့်တွေကတိုင်ကီတွေကလောင်စာအကျွင်းကြံတွေကိုနမူနာယူခဲ့ကြပါတယ်။ဆိုဗီယက်တွေကအာကာသယာဉ်နဲ့ electronic ပစ္စည်းအများစုကိုလုံးဝဖယ်ရှားထားကြပေမဲ့ CIA agent တွေ analysis လုပ်နိုင်မှုအတွက်လျှက်စစ်ဆက်သွယ်မှု2ခုကိုတော့ခြံထားပေးခဲ့ကြပါတယ်။လူနစ်ကိုပြန်တက်ဆင်ပြီးတဲ့အချိန်မှာပျက်စီးသွားတဲ့ဆိုဗီယက်ဒစိမ့်နေရာမှာအစင်သစ်ပြင်ဆင်ထားတဲ့ဒစိမ့်အတုကိုတက်ဆင်ခဲ့ကြပါတယ်။မနက်4 နာရီမှာတော့ခြေရာတွေကိုဂယုတစိုက်ဖယ်ရှားပြီးတော့တစ်တာရဲ့အဖုံးကိုပြန်ပိတ်ခဲ့ပါတယ်။မနက်9 နာရီမှာ CIA ရင်မောင်းတယောက်ကနေကားကိုကွင်းထဲကနေမောင်းထုတ်လာခဲ့ပါတယ်။ကားကိုခိုးခဲ့တဲ့နေရာကိုပြန်လာခဲ့ပြီးတော့ရင်မောင်းအဟောင်းကိုကားပေါ်ပြန်တင်ပေးခဲ့ပါတယ်။ပြီးတော့ကားကိုယထာဘူတာထဲကိုမောင်းဝင်ခဲ့ပါတယ်။မနက်9 နာရီမှာဆိုဗီယက်တွေဘူတာထဲကိုပြန်ရောက်လာတဲ့အခါမှာအဲ့ဒီကားကိုတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။သူတို့တွေကညာတုန်းကပျော်ပွဲရှင်ပွဲတွေကြောင့်ပဲမူးနေတာလားဒါမှမဟုတ်ဂယုမဆိုင်ခဲ့တာလားတော့ဘယ်သူမှမသိကြပါဘူး။သူတို့ကဘာတစ်ခုမှအမှားယွင်းမရှိခဲ့ကြသလိုပုံစံမျိုးနဲ့ပဲတစ်တာကိုစစ်ဆေးပြီးတော့ယထာတွဲပေါ်ကိုတင်ခဲ့ကြပါတယ်။ဒီအကြောင်းတွေကို1968ခုနှစ်မှာရေးသားခဲ့တဲ့ CIA ရဲ့လျှို့ဝှက်အစီရင်ခံစာဖြစ်တဲ့လူနစ်ကိုပြုခြင်းဆိုတဲ့စာထဲမှာရေးသားထားခဲ့တာကိုတွေ့ရပါတယ်။အဲ့ဒီစာအုပ်ထဲမှာတော့စာရေးသူကဆိုဗီယက်တွေဟာလူနစ်ကိုခိုးယူသွားခဲ့တဲ့အကြောင်းကိုလုံးဝမသိရှိခဲ့ဘူးလို့မှတ်ချက်ပြုထားပါတယ်။သူတို့တကယ်ပဲမသိခဲ့ကြတာလားဒါမှမဟုတ်သူတို့သိတယ်ဆိုတာကိုထုတ်ဖော်မပြောခဲ့ကြတာလားဆိုတာကိုတော့ဘယ်သူမှမသိနိုင်တော့ပါဘူး။ဒါအပြင်အမေရိကန်တွေကအင်ဂျင်မပါတဲ့အာကာသယာဉ်ကနေဘာတွေမှတင်ယူနိုင်မှာမဟုတ်ဘူးလို့လည်းယူဆခဲ့ပုံရပါတယ်။ဒါပေမဲ့ CIA ဘက်ကတော့အင်ဂျင်နီယာပိုင်းဆိုင်ရာလျှို့ဝှက်ချက်တွေကိုဖော်ထုတ်နိုင်မှုအဓိကရည်ရွယ်ခဲ့တာမဟုတ်ဘူးလို့သိရပါတယ်။သူတို့အဓိကသိချင်ခဲ့တာကတော့အစိပ်ပိုင်းတစ်ခုချင်းစီပေါ်ဟာထုတ်လုပ်သူတွေရဲ့အမှတ်အသားတွေကိုဖော်ထုတ်နိုင်ဖို့ပါ။သူတို့ကဒီပစ္စည်းတွေကိုဘယ်သူတွေကဘယ်နေရာတွေမှာဖန်တီးနေကြလဲဆိုတာကိုသိချင်ခဲ့ရုံတတ်ပဲလို့သိရပါတယ်။ဘာလို့လဲဆိုတော့အဲ့ဒီအချိန်တုန်းကဆိုဗီယက်ယူနီယံဟာကြီးမားလုံးတဲ့နိုင်ငံတစ်ခုဖြစ်ခဲ့ပြီးတော့သူ့ရဲ့နယ်နိမိတ်အတွင်းမှာဘာတွေလုပ်နေကြလဲဆိုတာကိုတခြားနိုင်ငံတွေကသိနိုင်မှုနီလန်းလည်းမရှိသလောက်ပဲဖြစ်ပါတယ်။ဒါကြောင့်သူတို့ရဲ့ကုန်ထုတ်လုပ်ရေးနဲ့စီးပွားရေးတွေဘယ်လိုလဲပတ်နေလဲဆိုတဲ့အချက်အလက်တွေဟာအမေရိကန်ပြည်ထောင်စုအတွက်တော့တန်ဖိုးရှိခဲ့ပါတယ်။
CIA ရရှိလာတဲ့ဒုံးမြန်ကိုတိုင်းတာပြီးတော့အလေးချိန်တွေချိန်ကြည့်ခြင်းအပြင် NASA ဘက်ကဆိုဗီယက် R7 ဒုံးမြန်တွေရဲ့စွမ်းဆောင်ရည်တွေကိုနားလည်နိုင်ဖို့အတွက်အများကြီးအကူအညီဖြစ်စေခဲ့ပါတယ်။ဒီအချက်လက်တွေအားလုံးကိုဆိုဗီယက်ယူနီယံပြိုကွဲပြီးတဲ့နောက်1995ခုနှစ်မှာထုတ်ပြန်ခဲ့ပါတယ်။ဆိုတော့ဒီပေါ်မှာမိတ်ဆွေတွေရဲ့သုံးသပ်ချက်တွေကိုလည်းကွန်မန့်မှာမျှဝေပေးသွားခဲ့ကြပါအောင်ဗျာ။ဒီဗီဒီယိုလေးကိုနှစ်သက်တယ်ဆိုရင်တော့ like လေးနဲ့အားပေးခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ်။နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့သိပ္ပံဆိုင်ရာတိုးတက်မှုအသစ်တွေနဲ့အတူကျွန်တော်တို့ပြန်တွေ့ကြမယ်။